ကိုဆောင်မိခင်လောင်းလို့ရေအခုဆိုလို့ရှိရင်မေမေတို့ရဲ့ကိုဝန်က28ဘက်ကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့တတိယ3လဘက်ကိုစပြီးတော့ရောက်ရှိနေပြီဖြစ်ပါတယ်မေမေတို့ဒီကာလမှာကလေးလေးရဲ့ဖွံ့ဖြိုးတိုးတက်မှုမေမေတို့ခံစားရတဲ့လက္ခဏာတွေနဲ့ကြိုတင်ပြင်ဆင်မှုတွေကဘာလို့ရမယ်ဆိုတာကိုပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲစကြည့်တိုက်ကြအောင်အားလုံးပဲမင်္ဂလာပါဒေါက်တာနိုရင်ဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုမေမေတို့ရဲ့ကိုဝန်က28ဘက်ကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့မေမေတို့ကိုဝန်ဆောင်လာနဲ့တွက်မယ်ဆိုလို့ရှိရင်9လကိုရောက်ရှိနေပြီဖြစ်တယ်အဲ့တော့မေမေတို့ကလေးလေးကိုတွေ့ရဖို့အတွက်နောက်ထပ်12ဘက်ပဲလိုပါတော့တယ်ကလေးလေးရဲ့ဖွံ့ဖြိုးမှုတိုးတက်မှုကိုစပြီးပြပြပေးမယ်အခုချိန်မှာဆိုလို့ရှိရင်မေမေတို့ကလေးလေးရဲ့အရှိ15လက်မလောက်ရှိနေပြီးတော့ကလေးလေးရဲ့ကိုယ်လေးချိန်ကတော့1.5 ပေါင်လောက်ရှိနေပြီဖြစ်ပါတယ်အဲ့ဒါပြင်မမေတို့ကလေးလေးကအခုချိန်မှာမျက်လုံးကိုပိတ်နိုင်ဖွင့်နိုင်လုံနိုင်ပြီးမျက်တောင်နဲ့မျက်ခုံးတွေကကောင်းကောင်းဖွံ့ဖြိုးနေပြီဖြစ်ပါတယ်အဲ့ဒါပြင်မမေတို့ကလေးလေးကမျက်နှာမူရမျိုးစုံတွေကိုအခုချိန်ကစပြီးတော့လုံနိုင်နေကလေးလေးကသူ့ရဲ့ sleep wake cycle လေးကကောင်းကောင်းလည်ပတ်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့အိပ်စက်တဲ့အချိန်မှာ rapid eye movement လို့ခေါ်တဲ့အိမ်မက်မက်တဲ့အဆင့်နေတောင်မှစပြီးတော့ဖွံ့ဖြိုးလာပြီဖြစ်ပါတယ်ကဲမေတို့28ပတ်ရောက်ပြီဆိုလို့ရှိရင်လေးလေးကန်တာကိုတွက်ချင်တယ်ဆိုလို့ရှိရင်စပြီးတွက်လို့ရပါပြီဘယ်လိုမျိုးတွက်လို့ရမလဲဆိုလို့ရှိရင်မမေတို့ကလေးလေးကသူ့ကန်တဲ့ချိန်10ချိန်ကပြည့်ဖို့အတွက်ဘယ်လောက်ကိုအလဲဆိုတာကိုတွက်ရမှာဖြစ်ပါတယ်။မို့သူကန်တဲ့ချိန်ကကောင်းကောင်းကန်တာကောင်းကောင်းတိုးတဲ့အချိန်ကိုမမေတို့မှတ်ရမယ်။ဂျွတ်ထိုးသလိုလှုပ်စီဖြစ်တဲ့အချိန်လေးတွေမပါဘူးနော်။ဘယ်အချိန်မှတွက်လို့ရလဲဆိုလို့ရှိရင်ခလေးအလုံနဲနေတဲ့သူ့အိတ်တဲ့အချိန်တွေကိုတွက်လို့မရပါဘူး။သူကောင်းကောင်းလုံနိုင်တဲ့ချိန်ဥပမာမမေတို့အစာစားပြီးတဲ့ချိန်တို့ညနေပိုင်းချိန်တွေမဟုတ်အချိုရည်တောက်တဲ့အချိန်တွေကိုသူနိုးလာတယ်ဆိုလို့ရှိရင်မမေတို့စပြီးတော့ရေတွက်လို့ရပါပြီ။ခလေးအလုပ်များတဲ့အချိန်မှာ2နာရီတွင်10ချိန်မပြည့်လို့ရှိရင်ဒါမမေတို့ဒီချိန်မှာအချိုရည်ပဲဖြစ်ဖြစ်တော့မို့ရေပဲဖြစ်တောက်ပြီးတော့ခဏလေးလဲနေကြည့်ပါဆက်ပြီးတိုးလားဆိုတာကိုမမေတို့စောင့်ကြည့်ပေးပါတကယ်လို့ဒီလိုမျိုးတိုးတာက2နာရီတွင်း10ချိန်ကိုမတိုးနိုင်ဘူးဆိုလို့ရှိရင်တော့မမေတို့အထားတဲ့တဖားမီရဲ့ဆရာဝန်ကိုဖုန်းဆက်ပြီးတော့အကြောင်းကြားတင်ပါတယ်ကဲဆေးဘက်ဆိုင်ရာစစ်ဆေးမှုနဲ့ပြောင်းလဲမှုတွေပြပေးမယ်တကယ်လို့မမေတို့က RH negative ကိုဝန်ဆောင်အနုတ်သွေးကိုဝန်ဆောင်မမေဖြစ်တယ်ဆိုလို့ရှိရင်အခုချိန်မှာကာကွယ်ဆေးထိုးရမယ်ဘာလို့လဲဆိုလို့ရှိရင်မမေတို့ခန္ဓာကိုယ်မှာရှိတဲ့ခုခံနိုင်တဲ့ antibodies တွေကခလေးလေးရဲ့သွေးကိုတိုက်ခိုက်မှာဆိုလို့ဒီကာကွယ်ဆေးကထိုးတင်ပါတယ်နောက်တစ်ချက်ကကြတော့မမေတို့ဒီကာလအစားပြီးတော့ဆရာဝန်နဲ့ပြသတာနှစ်ပတ်တစ်ချိန်လောက်ပြရပါတော့မယ်မမေတို့ရဲ့ရင်သားကအခုချိန်ကစပြီးတော့ပို့ပြီးတော့တင်းလာသလိုခံစားပြီးတော့နှုတ်ဦးရည်လည်းစထွက်လာပါပြီဒီနှုတ်ဦးရည်ကဆိုလို့ရှိရင်ဝါကျင်ကျအရေးကြီးလေးမျိုးလေးတွေဖြစ်ပြီးတော့မွေးခင်းစကလေးအတွက်ခုခံနိုင်တဲ့စွမ်းအားတွေအာဟာရတွေအများကြီးပါတယ်နှုတ်ဦးရည်ပါဘာတွေကြိုတင်ပြင်ဆင်ရအောင်လဲဆိုလို့ရှိရင်မမေတို့မိဖွားဖို့အတွက်စေုံကိုစပြီးတော့စဉ်းစားရတော့မယ်အဲ့ဒါပြင်မမေတို့အာမခံတွေရှိတယ်ဆိုလို့ရှိရင်လည်းအာမခံတွေကိုကြိုပြီးတော့စုံစမ်းပါမိဖွားစရိတ်တွေစေုံတက်တဲ့ကုန်ကြစရိတ်တွေဆရာဝန်ကစတာတွေကိုကြိုတင်ပြင်ဆင်ရပါတော့မယ်မမေတို့ခံစားရတဲ့ဘက်ခဏတင်းတာတွေဒီခြေထောက်ရောင်တာတွေအစာအိမ်နာတာရင်ပူတာတွေကိုတော့ကျွန်မရှေ့ဗီဒီယိုမှာပြောတာပြီးတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုမှာတော့ထပ်မပြောပြတော့ဘူးเนาะtip of the week အနေနဲ့မမေတို့ဒီကာလအစားပြီးတော့ကလေးလေးကအနေထားမမှန်သေးဘူးဆိုလို့ရှိရင်မမေတို့ဘိုက်ထဲမှာကလေးလေးနေဖို့အတွက်နေရာအလုံးလောက်ရှိနေသေးတဲ့အတွက်ကြောင့်မလို့လေ့ကျင့်ခန်းလေးတွေလုပ်ပြီးတော့ကလေးအနေထားမှန်အောင်စမ်းကြည့်လို့ရပါတယ်ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်မမေတို့နောက်မိပြီးရှော့ထိုင်တာမျိုးကိုရှောင်ရမယ်ထိုင်ကုန်ထိုင်တဲ့အခါကျလို့ရှိရင်မမေတို့တင်မားကိုဒူးထက်မြင့်အောင်လို့ထိုင်ရမယ် cat cow stretching လို့ခေါ်တဲ့ခြေထောက်နဲ့လက်နဲ့ထောက်ထားတဲ့အနေအထားကိုခန္ဓာကိုယ်ကုန်းလိုက်ကော့လိုက်အဲ့လိုလေ့ကျင့်ခန်းမျိုးလေးတွေကိုမမေတို့စမ်းကြည့်လို့ရပါတယ်တင်ပစုံကွင်းလေ့ကျင့်ခန်းလို့ခေါ်တဲ့စီးသွားနေရင်လည်းစီးအောင်တဲ့အခါကြွက်သားရည်ညစ်သူလိုမျိုးတစ်နေ့ကို3ချိန်လောက်လုပ်ပေးပါတစ်ခါညစ်လို့ရှိရင်မမေတို့3စက္ကန့်ကနေ5စက္ကန့်ကြာအောင်ညစ်ပြီးတော့ဒီလိုမျိုးညစ်လိုက်ပြန်ပြီးတော့ဖြေချလိုက်ကို10ချိန်ကနေ15ချိန်အထိမမေတို့လေ့ကျင့်ပေးလို့ရပါတယ်အားလုံးပဲပျော်ရွှင်စရာကုံဆောင်ခီးစဉ်တွေဖြစ်ပါစေရှင်။မေးစရာမေးခွန်းတွေရှိရဆိုလို့ရှိရင်တော့အောက်က comment box မှာဖြစ်ဖြစ်ကျမရဲ့ message မှာဖြစ်ဖြစ်မေးခွန်းလေးတွေချန်ထားလို့ရပါတယ်။ကျမတောက်ကြစနေတိုင်းတွေည9:00နာရီနောက်ပိုင်းမေးခွန်းလေးတွေဖြေထားပေးပါမယ်ရှင်။အားလုံးပဲကုံဆောင်ကျမ်းမာရေးမိကနေကလေးကျမ်းမာရေးကလေးကျမ်းမာရေးမျိုးသမီးကျမ်းမာရေးဘူးတူတာတွေသိကျင်နေဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။